Guten Tag ဒီနေ့မှာတော့အမကဂျာမန်ရဲ့နေ့တွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒါကဲဆိုတာကြဒါနေ့ရက်တွေကိုပြောတာနေ့ရက်များ Montag ဆိုတာကကြတော့အမတို့ဒါတနင်္လာနေ့ Dienstag ဆိုတာအင်္ဂါနေ့ကိုဆိုလိုတာဖြစ်ပါတယ်နောက် Mittwoch ဆိုတာတော့ဗုဒ္ဓဂူနေ့ Donnerstag ကြာသပတေးနေ့ Freitag သောကြာနေ့ Samstag စနေ Sonntag ဒါ Sunday ပေါ့နော်ဆိုတော့အဲ့မှာအမတို့ကတစ်ခုကျော်လေးတွေမှာအမတို့ကြည့်မယ်ဆိုလို့ရှိရင်တော့ S လေးတွေပါတာကိုတွေ့ရတယ်ဒီမှာဆိုရင် Dienstag Donnerstag Samstag အဲ့မှာ S လေးတွေပါတယ်ပေါ့နော်ကျန်တဲ့ဒီ Montag တို့ Mittwoch တို့ Freitag တို့ Sonntag တို့မှာ S မပါဘူးဒါကတော့ထူးခြားတဲ့အရာလေးပေါ့နော်ဒါလေးကိုလည်းအမတို့မှတ်ဖို့လိုပါတယ်ဆိုတော့အဲ့ဒီမှာအမတို့ကပထမဆုံး9ရက်ဒီ Montag ကနေပြီးတော့ Freitag အထိကိုအမတို့က Arbeitstage ရုံးဖွင့်ရက်တွေလို့ဆိုလိုတာပေါ့နော်နောက် Samstag နဲ့ Sonntag ကကြတော့အမတို့ Wochenende weekend ပေါ့နော် weekend ကိုဆိုလိုတာဖြစ်ပါတယ်အဲ့မှာအမတို့Heute ist Montag ဒီနေ့ကတနင်္လာနေ့ဖြစ်ပါတယ် Morgen ist Mittwoch မနေ့ပြန်ကဗုဒ္ဓဂူနေ့ဖြစ်ပါတယ်ဆိုတော့ဒါကတော့အမဂျာမန်ရဲ့နေ့တွေနဲ့ပတ်သက်ပြီးတော့ဒါမျှဝေသွားတာပဲဖြစ်ပါတယ်ဆိုတော့ Tschüss bis morgen